ဖေကိုပြန်ပို့ပြီမလားဟုတ်တယ်လေဟာလေရှင်ကတောင်းဝိုင်းမှာတွေ့နေလေအားမျိုးချစ်လို့ယူလာတာပါပြီးတော့မိမရှို့တဲ့လူတော့မဟုတ်ပါဘူးဒါဆိုဘာဖြစ်လို့ကျမကိုအဖေကိုပြန်ပို့တာလဲအခုငါတို့ရဲ့မှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်ကိုကြည့်အိမ်ကလူတန်းကိုတသေးသေးရဲ့ဝင်ပူးရဆိုတော့မင်းအော်ဟဲ့နေရလေအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အိမ်ကလူတွေကအကုန်လုံးစိတ်ညစ်နေကြတာဝင်ပူးလို့ကျမဝင်ပူးချောင်းပြောတာလေအဲ့ဒါဘာဖြစ်လို့လဲကိုရတာရှင်းကျမပြောတာမယုံဘူးလားရှုံစရာမှမရှိရလဲမင်းရတာတသေးသေးရဲ့ဝင်ပူးရဆိုပြီးအော်ဟဲ့နေတာတေချာလိုက်ကြည့်တော့တန်တရားဝင်စရာဘာတစ်ခုမှမရှိတာကောင်းပြီရှင်းမှကျမကိုမယုံတော့တာကျမအဖေပြန်ပို့ပြီ